ပါတယ်ပတ်ဝန်းကျင်တစ်ခုလုံးကပုံမှန်မဟုတ်ပဲတိတ်ဆိတ်လုံးနေတာကိုသတိထားမိလိုက်ချိန်မှာတော့ဒါဟာခြုံခိုတိုက်ခိုက်ခံရတော့မဲ့အကွက်ဆိုတာသူချက်ချင်းရေးမိလိုက်ပါတယ်သူပြုံးလိုက်ယုံရှိသေးသူ့ရဲ့ပထမဆုံးသားကောင်ကအနားကိုရောက်လာပါပြီးရုတ်တရက်အပေါ်ကနေခုံအုပ်လာတဲ့ SCOG ဂေါဘလင်တကောင်ဟာဓားမြောင်နဲ့သူ့ကိုထိုးဖို့ကြိုးစားပေမဲ့ကျွန်တော်တို့ဇက်လိုက်ကတော့အသာလေးရှောင်တိန်လိုက်ပါတယ် SCOG ဂေါဘလင်လေးကဒေါသတက်ကြီးအော်ဟစ်နေချိန်မှာဇက်လိုက်ကသူ့ရဲ့ညလက်ရလေးဂျေဘူစပီရစ်ချူရဲ့ပါဝါတွေကိုဂျယ်ရီစေဂျေဘူစေခရပါဝါအဖြစ်ပြောင်းလဲလိုက်ပါတယ်အဲ့ဒီနောက်အဲဂျိုစညာဒီ life drain ဆိုတဲ့တဲ့စကေးကိုသုံးပြီး SCOG ဂေါဘလင်ရဲ့တက်ဆောင်အားတွေကိုစုပ်ယူပါတော့တဲ့ SCOG ဂေါဘလင်ခမယာနာကျင်လုံးလို့အော်ဟစ်နေရရှာတာပေါ့စွမ်းအားနှစ်မျိုးလုံးကိုတုံးရတာတကယ်တော့တိတ်မကွာဘူးဆိုတာကိုဇက်လိုက်ကသဘောပေါက်သွားပါတယ်သူ့လက်ကို SCOG ဂေါဘလင်ရဲ့ရင်ဘတ်ပေါ်တင်ပြီးအစိမ်းရောင်လင်းနှန်းတွေနဲ့အတူစွမ်းအားလုံးကိုအကုန်စင်ဆုပ်ယူပစ်လိုက်ပါတယ်ခဏလေးအတွင်းမှာပဲတမာလာချီရဲ့ဆိုတဲ့ SCOG ဂေါဘလင်လေးဟာ6ကပ်ပြီးမြေပြင်ပေါ်လဲကျသွားပါတော့တယ်ဇက်လိုက်ကတော့အဲချိုဆင်ညာပြီး life drain ကြောင့်သူ့ရဲ့အခြေခံခြေစဉ် stats တွေတက်လာတာကိုကြည့်ပြသဘောကျနေပါတယ် SCOG ဂေါဘလင်25ကောင်တက်တာက okay လဲပဲတခါတက်တာနဲ့အတူတူပဲလို့သူကတွေးနေတော့ထေချင်း Kionos ပုံစံငယ်လေးကသူ့ဘေးမှာပေါ်လာပြီးဘလို့လဲဒီစွမ်းအားကိုသဘောကျရဲ့လားလို့မေးခဲ့တယ်ဇက်လိုက်ကလည်းတကယ်ကိုအမခန်းပါပဲလို့ပြန်ဖြေလိုက်ပါတယ်အခုတော့တကယ်ဂိမ်းကစပါပြီးသူဟာတေဆုံးသွားတဲ့ SCOG ဂေါဘလင်ရဲ့မျက်လုံးတွေထဲကနေအစိမ်းရောင်စွမ်းအားတွေထွက်လာအောင်လှုပ်လိုက်ပြီးငါခေါ်တန်ကိုတုတ်ပြန်ဆန်းလို့အမိန်ပေးလိုက်ပါတယ်အဲ့ဒီနောက်မြေကြီးထဲကနေအမောင်ထုတွေလွှမ်းခြုံထားတဲ့အယိုးစုလက်ကြီးတစ်ဖက်ထွက်လာပြီး SCOG ဂေါဘလင်ရဲ့ကိုခန္ဓာဟာ Borseville နက်ခီယိုမန်စီစွမ်းအားကြောင့်လေထဲကိုဖြည်းဖြည်းချင်းမြောက်တက်လာပါတယ်ရုပ်ထွက်ကတော့အရင်ကနဲ့လုံးဝမတူတော့ပဲပြောင်းလဲသွားပြီးပေါ်စနစ်ရဲ့ကြီးညာချက်အရာဒီ NCC ဇွမ်ဘီဟာဂျေးစင်စတက်စ်ရေ90ခုနှစ်ရာခိုင်နှုန်းထိတိုးလာပြီးထဗွန်ရှင်နဲ့ Deathwest one star ended စစ်တီတယောက်ဖြစ်သွားပါပြီဒီစေခံတင်းနဲ့ဆိုရင်ဒီဆက်ဆက်အေးစီဖီတန်ဂျန်ကိုတယောက်တည်းအေးစစ်ဖြတ်ကျော်နိုင်ပြီလို့သူယုံကြည်သွားပါတယ်သူတို့နှစ်ယောက်တောနက်ထဲကိုဆက်လျှောက်လာတော့လက်နက်ကိုစီနဲ့ SCOG ဂေါဘလင်3ကောင်ထွက်လာပြီးသူတို့ကိုဝိုင်းလိုက်ကြပါတယ်ဒါဟာသူ့အစီခံရဲ့စွမ်းရည်ကိုစမ်းသပ်ဖို့အကောင်းဆုံးအခွင့်အရေးပါပဲသူ့ရဲ့အမိန်တိုင်း NCC ဇွမ်ဘီဟာ SCOG ဂေါဘလင်ဒရီစီကိုအချိန်နဲ့ပြေးဝင်ပြီးတကောင်ကိုမျက်နာထဲတိတ်ထိုးလိုက်တာသွားတွေအကုန်ကျိုးကုန်ပါတယ်ကျန်တဲ့ SCOG ဂေါဘလင်နှစ်ကောင်က NCC ဇွမ်ဘီကိုနောက်ကနေဝိုင်းထိုးကြပေမဲ့ NCC ဇွမ်ဘီကတော့ဘာမှမဖြစ်ပါဘူးဇက်လိုက်က NCC ဇွမ်ဘီတကောင်ကိုဓာတ်နဲ့ထိုးယုံနဲ့တော့လဲကြမှာမဟုတ်ဘူးလို့ပြောရင်းကြောင်နေတဲ့ SCOG ဂေါဘလင်တကောင်ကိုလေဘင်းကနေမလိုက်ပါတယ်အဲ့ဒီနောက်အဲချိုဆန်ရပြီး life drain နဲ့အသက်ဆုပ်ယူလိုက်တယ်လို့သူ့ရဲ့ NCC ဇွမ်ဘီကလည်းနောက်တကောင်ကိုအားရပါးရကန်ထုတ်လိုက်ပါတယ်နောက်ဆုံးကြံတဲ့တကောင်ကိုတော့ NCC ဇွမ်ဘီကလေဘင်းကိုအသေးသက်ပြီးအဆုံးသက်ပေးလိုက်ပါတယ်ဇက်လိုက်ကတေဆုံးသွားတဲ့အလောင်းတွေစီကနေစွမ်းအားပြန်ယူလို့ရမရစမ်းကြည့်ရမှာအသက်မရှိတော့တဲ့အလောင်းတွေစီကနေလည်းစွမ်းအားပြန်ဖြည့်လို့ရတာကိုတွေးလိုက်ရပါတယ်ဒါနဲ့ပဲသူဟာအစီအစဉ်ကိုမြင့်လိုက်ပါတယ်ပထမဆုံးရန်သူကိုအနိုင်ယူနိုင်တာကတိုက်ပွဲရဲ့တဝက်ကိုအောင်နိုင်တာပဲဆိုတဲ့စကားအတိုင်းအခက်ခဲဆုံးဖြစ်တဲ့ပထမဆုံး Deathwest ended ကိုသူဖန်တီးနိုင်ခဲ့ပါပြီအခုတော့ကျန်တဲ့အလောင်း၄လောင်းလုံးကိုပါနှိုးလိုက်ပြီးအစီခံ NCC ဇွမ်ဘီ9ကောင်ဖြစ်သွားပါပြီဒါဟာသူလိုချင်တဲ့အခြေအနေပါပဲ Borseville နက်ခီယိုမန်စာဖြစ်ရတာတကယ်ကိုအကောင်းဆုံးပါပဲလို့သူကျင်နေနေတော့သူ့ရဲ့ Deathwest ended စစ်တပ်ဟာကျန်တဲ့ SCOG ဂေါဘလင်တွေကိုဝိုင်းပြီးရရဆက်ဆက်ချေမုန်းပါတော့တယ် NCC ဇွမ်ဘီတကောင်သားနဲ့အထိုးခံရပေမဲ့ဂယုမဆိုင်ပဲစက်တိုက်နေတာကတော့တကယ်ကိုကြောက်စရာပါပဲသူ့ရဲ့တိုက်ကွက်ကအရာမထင်ဘူးဆိုတာသိလိုက်ရတဲ့မော်ရိုဖက်ဂေါဘလင်လေးဟာတေမင်းနဲ့ရင်ဆိုင်ရတယ်လို့ထိတ်လန့်တကြားအော်ဟစ်နေပါတော့တယ်ဒါပေမဲ့ညရာတယ်ဆိုတာမရှိတဲ့ကျွန်တော်တို့ရဲ့ခန်ဖေဇာဇွန်ဘီစစ်တီကသူ့ကိုပွဲချင်းပြီးအဆုံးစီရင်လိုက်ပါတယ်အဲ့ဒီအချိန်မှာဟက်ဆိုင်ရင်ခီယိုနော့စ်ပေါ်လာပြီးမင်းကလူကြီးလူကောင်းပြင်းမတိုက်ဘူးလားလို့လောင်လိုက်ပေမဲ့ဇက်လိုက်ကတော့ဗော်ရမက်ရဲ့နက်ခီယိုမန်ဆာဆိုတာဒီလိုပဲတိုက်တာဗျခင်များကျင်သားရအောင်ကြည့်ထားလို့ခက်အေးပဲပြန်ပြောလိုက်တယ်အခုဆိုသူဟာတပြိုင်တည်းထိန်းချုပ်နိုင်တဲ့အကောင်ကြီးနှစ်ဆက်အထိရောက်သွားပြီဖြစ်လို့လဲကျနေတဲ့အလောင်းတွေစီကစွမ်းအားကိုဆုပ်ယူပြီးအမဲလိုက် MKZ ဇွန်ဘီစစ်တပ်လေးတစ်ခုကိုအပိုင်ဖန်တီးလိုက်ပါပြီးဇက်လိုက်ဟာသူ့ရဲ့အစေခံစစ်တပ်ကိုရှေ့ဆက်ဖို့အမိန့်ပေးလိုက်ချိန်မှာပဲဒေါအုပ်ထဲကနေမိမြတဆင်ပြန်လာပြီးသူ့ရဲ့ MKZ ဇွန်ဘီတကောင်ကိုထိမှန်သွားပါတယ်ဇက်လိုက်လည်းရုတ်တရက်တိုက်ခိုက်မှုကြောင့်တတိထားလိုက်ပြီးပုံနေတဲ့သူတွေအခုချက်ချင်းထွက်လာခဲ့လို့အော်ပြောလိုက်တယ်အဲ့ဒီအခါမှာတော့တစ်ပင်နောက်ကနေထူးဆန်းတဲ့အမဲလိုက်သူတစုထွက်လာပါတယ်သူတို့ကတော့အစောပိုင်းကသူ့ကိုအတူတူသွားဖို့လာဖိတ်တဲ့အဖွဲ့ဖြစ်နေတာပါထေးဆိုင်ရင်ခီယိုနော့စ်ကစိတ်ဝင်စားကြည့်နေချိန်မှာဇက်လိုက်ကတော့သူတို့ကိုအတိတ်ဘဝကတည်းကသိနေပါတယ်သူတို့ဟာအတိတ်တုန်းကသူ့ကိုတတ်ဖို့ကြိုးစားခဲ့ဦးတဲ့နမီကြီးအရေးမြွာမဲလိုက်သူများဆိုတာသူမှတ်မိသွားပါတယ်ကောင်မလေးကတော့ညားပြကျွမ်းကျင်တဲ့ခပတတ်ကနေလို့ယူကာရန်ဒိုဖြစ်ပြီးသူ့ကိုကတော့ခွန်အားကြီးတဲ့ခရစ်နေရနေလို့
ယူမာယန်တို့ပါနိုဆန်ယန်ယိုဂါကတော့ငါမှတ်မိတာထက်စရင်သူတို့ကအားနေနေပါလားလို့စိတ်ထဲကမှတ်ချက်ပေးလိုက်တယ်သူတို့ဟာအခုထိထဘဝရရှိ1 star အစ်စ်မှာပဲရှိသေးပြီးတခြားအဖွဲ့ဝင်တယောက်လည်းပါလာတာကိုသူတွေ့လိုက်ရတယ်ဒါပေမဲ့အရင်ဘဝတုန်းကသူတို့ဟာအလုပ်ပေးလို့လုပ်ခဲ့တာပဲဖြစ်တဲ့အတွက်အခုတော့ရန်မမှုဖို့သူဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာအမြွာတဲကတယောက်ကမင်းကဒီထန်ဖဲစာဇွန်ဘီတွေကိုထိန်းချုပ်နေတဲ့သူလားလို့လမ်းမေးပါတယ်အခုခေတ်မှာဘောရဘစ်ခဲ့တဲ့နက်ဖြိုမန်ဆာဆိုတာလူသိမများသေးဘူးဆိုတာဇက်လိုက်ကတိထားတာပေါ့သူကဒါဟာသူ့စေခံတွေချစ်ကြောင်းဂုံယူဝန့်ကြွားစွာထုတ်ပြလိုက်ပြီးစိတ်ကူးကောင်းတစ်ခုရသွားပါတယ်သူတို့ဟာပိုက်ဆံလိုချင်နေတဲ့သူတွေဆိုတာသူရိပ်မိတာကြောင့်မော်ကြောက်တုံးတွေစူဆောင်းပေးဖို့နဲ့အမျက်ကို80နှစ်ဆက်ခွဲယူဖို့အဆိုပြုလိုက်ပါတယ်ဒီကမ်းလှမ်းချက်ကြောင့်အဖွဲ့ကောင်အဆောင်ကတော့ကြောင်သွားတာပေါ့အမဲလိုက်သူ3ယောက်သားတန်တရားမျက်လုံးတွေနဲ့အချင်းချင်းတိုင်ပင်နေကြပါတယ်အဖွဲ့ဝင်တွေကတော့ဒီထူးဆန်းတဲ့လူကိုမယုံဖို့ခေါင်းဆောင်ကိုတားနေကြပေမဲ့ဇက်လိုက်ကတော့အေးအေးဆေးဆေးစောင့်ကြည့်နေပါတယ်သူတို့ရဲ့ဆွေးနွေးပွဲကအရန်ဆူညံနေတယ်လို့သူခံစားနေရတော့အဖွဲ့ခေါင်းဆောင်ကကမ်းလှမ်းချက်ကိုလက်ခံလိုက်လို့သူ့ဖွဲ့ဝင်တွေအံ့သာသွားကြပါတယ်ဒါပေမဲ့မြတ်တာအောင်50ခွဲဖို့သူကတောင်းဆိုခဲ့တယ်ဇက်လိုက်က90ဆိုတဲ့နောက်ဆုံးဈေးကိုပြောလိုက်တဲ့အခါမှာတော့ဟိုဘက်ကမတက်တာပဲသဘောတူလိုက်ရပါတယ်အဖွဲ့ဝင်တွေကစိုးရိမ်နေကြပေမဲ့ခေါင်းဆောင်ကတော့ဒီလူသားတကယ်တက်ချင်ရင်ငါတို့အခုအလောင်းဖြစ်နေပြီးသူ့နောက်လိုက်တာကပိုက်ဆံပိုရနိုင်တယ်လို့ရှင်းပြလိုက်ပါတယ်ခဏလောက်အမဲလိုက်ပြီးတဲ့နောက်မှာတော့အဖွဲ့ဝင်တယောက်ကမောဟိုက်ပြီးလဲကျသွားကထက်မကောက်နိုင်တော့ဘူးခဏနားပါရစေလို့တောင်းပန်ပါတော့တယ်ရီဆိုင်ကဲအာချာမလေးလဲပင်ပန်းလုံးလို့တစ်ပင်ကိုမိပြီးထိုင်ချလိုက်ရပါတယ်အဖွဲ့ကောင်းဆောင်ကတော့သူတို့စုဆောင်းထားတဲ့ကြောက်တုံးပုံကြီးကိုကြည့်ပြီးအန်တာနေပါတယ်ဒီမဲလိုက်သမားဟာတာမန်လူမဟုတ်ဘူးဆိုတာသူသိလိုက်ပြီလေဇက်လိုက်ရဲ့အန်ဖဲဇာဇွန်ဘီတွေကအကုန်လုံးကိုရှင်းလင်းပေးနေတာကြောင့်သူတို့မှလက်ကောက်ယုံမှာပဲဇက်လိုက်ကအလောင်းတွေကိုလက်ညှိုးထိုးပြပြီးအမျက်တွေအများကြီးပဲစက်ကောက်ကြဆန်းလို့ခိုင်းနေတုန်းခေါင်းဆောင်ကနားဖို့ထက်တောင်းဆိုပါတယ်ဒါပေမဲ့ဇက်လိုက်ကတော့ဂယုမဆိုင်ပဲအိုးရိုကြီးကော်ဘလင်းတွေကိုစက်တက်ခိုင်းပြီးအလောင်းတွေကိုလိုက်ကောက်ဖို့သာထက်ခိုင်းနေပါတယ်ခဏအကြာမှာတော့ဇက်လိုက်ကဒီတဝိုက်တော့ကုန်ပြီထင်တယ်လို့ပြောပြီးသူ့ရဲ့လက်ရှိခင်းရင်စက်တက်စတွေကိုစစ်ဆေးလိုက်ပါတယ်3နာရီအတွင်းမှာပဲသူ့ရဲ့ခင်းရင်စက်တက်စတွေက210နှစ်အထိတက်လာတာကိုမြင်တော့သူကျေနပ်သွားပါတယ်အခုဆိုဒီခွေ level လဲတက်လာပြီဖြစ်လို့ဖဇောဟိုကပိုင်းရင် Dungeon Boss ကိုအပြက်ရှင်းဖို့တောနက်ထဲကိုသူဆက်ဝင်လာခဲ့ပါတယ်ဒါပေမဲ့မကြခင်မှာပဲ Tassivim ရှာမန်တကောင်ဥဆောင်တဲ့အင်အားကြီး Overge ကော်ဘလင်းအုပ်စုနဲ့သူတိုးပါတော့တယ် Overge ကော်ဘလင်းခေါင်းဆောင်ကမိုင်မဲတဲ့လူသားတစ်ယောက်ငှားနေမြေထဲဝင်လာပြီးလှုပ်ကျုံသွားလိုက်ချိန်မှာဇက်လိုက်ကမော်ရိုကြီးကော်ဘလင်းတကောင်ကသူ့ကိုယ်သူဒီနေရာရဲ့ဘရင်လို့သတ်မှတ်နေတာကမှပိုရရတယ်လို့ပြန်လောင်လိုက်ပါတယ်အဖွဲ့တဲကအမျိုးသမီးကဒါဟာတောင်ပိုင်းမျိုးနွယ်စုခေါင်းဆောင်ဖြစ်လို့သွားမစော့ဖို့တတိပေးပေမဲ့ဇက်လိုက်ကတော့ဂယုမဆိုင်ပါဘူးမျက်လုံးတွေနီးရဲနေတဲ့အိုးကြီးကော်ဘလင်းဘရင်ကသူ့ရဲ့တပ်သားတွေကိုဒီလူသားကိုဒူးထောက်ခိုင်းပြီးဝါမျိုးပစ်ကြဆန်းလို့အမိန့်ပေးလိုက်ပါတော့တယ်